ဓပုံတပုံရိုက်ရုံနဲ့ဘတ်10တန်းရမယ့်အခွင့်အရေးကိုမာယာကဘာမှမစင်စားပဲညှင်းပယ်လိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီဟိုတယ်မှာလိန်ပြောင်းလဲထားသူတွေနဲ့ခွေးတွေကိုအထဲပေးမဝင်ဘူးဆိုတဲ့ယွန်ရှာစရာကောင်းတဲ့စီကန်းရှိနေလို့ပဲ။မာယာကတော့သူ့ရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားရင်အေးအေးဆေးဆေးဝင်လို့ရပါမယ်။သူ့ရဲ့အေဂျင့်နဲ့လက်ထောင်တို့အပြင်မှာအတားခံရတာကိုမြင်ရတဲ့အခါမှာတော့သူ့ရင်ထဲမှာမခံမရနိုင်ဖြစ်ခဲ့ရတယ်။ဒါကြောင့်ဒန်ကြီးငွေဘလောက်ပဲပေးရပါစေ။သူဟာဒီပွဲကနေချက်ချင်းနှုတ်ထွက်ခဲ့ပါတယ်။မာယာရဲ့ပြစ်သားတဲ့လူရက်ကောင်အေဂျင့်လင်ဂျာကလည်းဂုဏ်ယူခဲ့ရတယ်။ကင်မရာတွေရှိမှမာယာကလိန်ပြောင်းလဲချသူတွေဟာလည်းတန်တူအခွင့်အရေးရှိတဲ့လူသားတွေပါ။သူတို့ကိုခွဲခြားဆက်ဆံတဲ့ဘယ်ပွဲကိုမဆိုကျမလက်ခံမှာမဟုတ်ဘူးလို့ရဲရဲဝံ့ဝံ့ပြောလိုက်တဲ့အခါမာယာရဲ့နာမည်ဟာကောင်းကင်အထိထိုးတက်သွားပြီးအားလုံးရဲ့သူရဲကောင်းဖြစ်လာပါတော့တယ်။ဒါကိုကြည့်ပြီးမင်းသမီးမာနုကတော့မနာလိုထိပြီးပောက်ကွဲနေပြီ။သူဟာအတော်ထစ်သူနဲ့ပေါင်းပြီးမာယာရဲ့နောက်ကျောင်းကိုပတ်စံအပုံလိုက်သုံးကထပ်မံစုံစမ်းခိုင်းပြန်တယ်။သူတို့ကမာယာရဲ့မိဘတွေကလိန်ပြောင်းလဲထားသူတွေထိမှမှာလို့တောင်ထင်ကြီးပေးနေကြတာ။တစ်ထပ်မှာလည်းမာယာဟာလိန်ပြောင်းလဲထားသူတွေရဲ့ဘားတစ်ခုကိုဖိုက်ချခံရတယ်။အဲ့ဒီမှာမာယာကသူ့နဲ့ရုပ်ချင်းတစ်ထပ်ထဲတူတဲ့ပရိသတ်တယောက်ကိုတွေးလိုက်တဲ့အခါသူ့အဖေကိုလက်စားချေဖို့အတွက်အကြံကောင်းတစ်ခုရသွားခဲ့တယ်။ဒါပေမဲ့သူတို့ရှိနေတဲ့နေရာကိုအတော်ထိသူကစုံတောက်တွေနဲ့အတူလိုက်လာခဲ့တယ်ဆိုတာသူတို့မသိခဲ့ဘူး။မာယာနဲ့မိုက်တို့အတူထွက်လာတာကိုမြင်လိုက်ရတဲ့အခါမှာအတော်ဖြစ်သူဟာဒေါသတကြီးနဲ့ပြေးလာပြီးမာယာကိုပါးရိတ်လိုက်တယ်။မာယာကလည်းအရှုံးမပေးပဲချက်ချင်းပါးပြန်ရိုက်လိုက်တာပေါ့။အတော်ဖြစ်သူကသူဖြစ်နဲ့ဖြစ်တောက်လိုက်လို့မာယာရဲ့မျက်နှာမှာသွေးဆွမ်းသွားပြီးနှစ်ယောက်သားတက်ကြပုတ်ကြတော့တာပဲ။ဘားပိုင်ရှင်ကကြားဝင်သားပြီမဲ့အတော်ဖြစ်သူကဒီကလူတွေဟာလူတူးလူစမ်းနေလို့ဆဲဆိုလိုက်တဲ့အခါဘားပိုင်ရှင်ရဲ့ဇယိုက်မှန်ပေါ်လာပါတော့တယ်။သူကအရင်ကနာမည်ကြီးမာဖီယာကုံချုပ်ချပြီးအခုတော့မာဖီယာဘရင်မဖြစ်နေတာလေ။အခြေအနေတွေပုံမဆိုးလာခင်မိုက်ကသူ့ဇနီးကိုအတင်းဆွဲထုတ်သွားခဲ့ရတယ်။မာယာကတော့သူ့အဖေနဲ့အတော်ကိုလက်စားချေဖို့ကြအချိန်မစွိုင်းတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။သူကအဖေဖြစ်သူချာလီဖီကိုသွားပြီးသူ့ကိုခွင့်လွှတ်ဖို့တောင်းပန်ခဲ့တယ်။ချာလီကတော့အခွင့်အရေးကိုအမိအာယူပြီးငါနဲ့တညအတူနေရင်ခွင့်လွှတ်မယ်လို့အရှက်မရှိကမ်းလှမ်းလိုက်တာပေါ့။မာယာကလည်းမငင်းမဲ့လက်ခံလိုက်တယ်။ချာလီကတော့ဝမ်းသာအားရထက်နေပေမဲ့သူရှိကအမျိုးသမီးဟာသူကိုယ်တိုင်နှိပ်စက်ပြီးမောင်းထုတ်ခဲ့တဲ့သူ့ရဲ့သားအရင်မှလုံးဝမရိပ်မိသေးဘူး။